သူမလောက်ပဲသတင်းမားတွေလွင်ကနာမည်ဖြတ်နေတဲ့သူကိုတတိပေးလာတဲ့ဖြူဖြူတွင်ပရိသတ်များရှင့်ဖြူဖြူတွင်ကစယ်နီတယောက်နေနဲ့မတင်မှတ်ထားလောက်အောင်မြင်လာခဲ့တဲ့အတွက်အပင်မြင့်လေးလေးတိုက်နေဆိုသလိုရိုက်ခတ်မှုတွေကိုလည်းခံစားနေရတာပါပုံမှန်ဆိုရင်သူမအနေနဲ့ဝေဖန်နာမှန်သမျှကိုလက်တွေ့ကြတုံ့ပြန်တာမျိုးမရှိပဲမတိတလို့သာနေထိုင်တတ်တာပါဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာဖြူဖြူတွင်ကသူမလောက်ပဲသတင်းမားအလွင့်ခံရတဲ့ပေါ်မှာဒေါသတကြီးနဲ့တုံ့ပြန်လာခဲ့ပါတယ်သတင်းမားလွင့်ခံရတဲ့အကြောင်းရင်းကတော့ Justin Bieber ရဲ့တခြင်းကိုမူရင်းထက်ပိုကောင်းအောင်တီးဆိုနိုင်နေဆိုပြီးချီးကျူးတလို့လို့နဲ့နောက်ပြောင်ထားတဲ့သူတချို့ကြောင့်မှာပြီးခဲ့တဲ့ရက်တုန်းကဖြူဖြူထွေးကစတူဒီယိုတစ်ခုမှာအတန်သွင်းရင်းနဲ့သူငငယ်ကလေးကကြိုက်ခင်ရတဲ့တခြင်းတစ်ပုတ်ဖြစ်တဲ့ Justin Bieber ရဲ့တခြင်းကို cover ပြန်ဆိုလာတာပါ Justin Bieber ရဲ့တခြင်းကို rap အပိုင်းပြန်တီးဆိုထားခဲ့တာပါဖြူဖြူထွေးကအင်္ဂလိပ်တခြင်းကိုအင်္ဂလိပ်လိုပြပြသားသားနဲ့ကိုတီးဆိုနိုင်တာပါဒါအပြင်အမှန်ကန်ကိုတီးဆိုနေတာမို့ပရိသတ်တွေကြားအတော်လေးကိုပေါက်သွားခဲ့ပါတယ်ဒါကြောင့်လေတချို့သူတွေကဖြူဖြူထွေးကိုမူရင်းတခြင်းတက်တောင်ကောင်းအောင်တီးဆိုနိုင်နေဆိုပြီးခေါင်းစဉ်တွေတက်ကြတာပါအခုလိုခေါင်းစဉ်တက်တာကအပေါ်ယံကြည့်ရင်ချီးကျူးတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့စနောက်ခါအထင်သေးတယ်လို့ပြောလာခဲ့တာပါအခုလိုမျိုးချီးကျူးတရားပြောလေးတွေကြောင့်ပရိသတ်များစုကဖြူဖြူထွေးကိုသူ့ကိုယ်သူအထင်ကြီးနေတာနော်ငပိတန်နဲ့ဆိုပြီးမျိုးစုံကိုပြောဆိုနေတာဖြစ်ပါတယ်ဖြူဖြူထွေးကသူ့အနေနဲ့ Justin Bieber သိဆိုထားတဲ့မူရင်းထက်ကောင်းတယ်လို့လည်းမပြောမိပဲဝေဖန်ခံရတာကြောင့်တင်းနေတာပါဒါအပြင်တချို့ကလည်း Selena နဲ့တူတယ်ဆိုပြီးမန်တက်နေလို့ပြောနေကြပြန်ပါတယ် Selena နဲ့တူတယ်လို့လည်းသူမကိုသူမမပြောမိတာမို့သူမလုပ်ပဲဝေဖန်ခံနေရတာတွေကြောင့်ဘာကြောင့်လဲဆိုပြီးဖြေရှင်းလာခဲ့ပါတယ်ဖြူဖြူထွေးကတယောက်တည်းရန်တွေ့လာတာမဟုတ်ပဲအမားဖြစ်သူနဲ့ပြောပြစ်လိုက်ဆိုပြီးပြောလာခဲ့တာပါအမားဖြစ်သူကလည်းဖြူဖြူထွေးကိုအပြစ်မရှိအပြစ်ရှာကကြံဖန်ပြောဆိုနေတဲ့သူတွေကိုတွေ့မယ်ဆိုပြီးကျင်းဝါခဲ့ပါတယ်ဒါအပြင်နောက်လုံးဝငြိမ်နေမှာမဟုတ်ဘူးဆိုပြီးလည်းပြောထားခဲ့ပါတယ်ဖြူဖြူထွေးကဆယ်လီဖြစ်လာတဲ့ချိန်မှာဟာတာပိုင်နိုင်သူမို့လည်းနေရအတော်ရလာခဲ့တာပါအချိန်တိုတွင်ကောင်းကောင်းကြီးအသုံးချတတ်တာကြောင့်ပိုင်ဆိုင်မှုတွေလည်းများတဲ့ကိုများလာတာပါအကြောင်းဆုံးကိုတည်သူတွေကတော့အခုလိုချမ်းသာလာတဲ့အပေါ်မှာအတော်လေးကိုမနာလို့ဖြစ်နေတာမျိုးတွေရှိပါတယ်။မူလီတာမပွားနိုင်ပဲဝေဖန်နေကြတဲ့သူတွေကလည်းများနေတာပါ။ဒါကြောင့်မလို့ဖြူဖြူထွေးကအပြုမှုတစ်ခုလင်းကအစအပြင်းအထန်ကိုဝေဖန်ခံရတာပါ။ဖြူဖြူထွေးရဲ့တချို့အပြုမှုတွေကလည်းဝေဖန်စရာဖြစ်နေတာမို့ဆိုရှယ်မီဒီယာမှာပွဲစုဆောင်ဆယ်လီရဲလို့ဖြစ်နေတာပါ။ဖြူဖြူထွေးကအဆိုတော်တရားမဟုတ်ပဲတချင်းဆိုတဲ့အပေါ်မှာပို့ပြီးတော့ဝေဖန်ခံရပါတယ်။အဆိုတော်တွေထက်တောင်ဖြော်ပြရေးပွဲတွေလည်းများဖြော်ပြရကလိုင်းပူးနေတဲ့ပေါ်ကြည့်မရတဲ့သူတွေကလည်းများပြီးကြောက်တွန်းကြတာဖြစ်ပါတယ်။ဖြူဖြူထွေးကဝေဖန်မှုတွေကြားထဲကနေအကောင်းဆုံးတောက်ပနေတာပါ။မိသားစုဆွေမျိုးတွေကလည်းတောင်းတင်းတာမို့ဝေဖန်ခံရချိန်တော့စိတ်တက်ကြမသွားပဲဘေးနားကနေအားပေးကပြန်ထနိုင်တာပါ။သူမလုပ်ပဲသတင်းမားတွေလွင့်ကနာမည်ဖြတ်နေတဲ့သူကိုတတိပေးလာတဲ့ဖြူဖြူထွေးပေါ်ပရိသတ်တွေရဲ့မြင်ကိုလည်းပြောပြပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။